လုံးလုံးဝမရောင်းတဲ့တောင်ကြီးတန်းလွင်မှုပိုင်းဖြစ်ပါလေကျွန်တော်ဒီနေ့ကတလလေးနည်းနည်းပြနေတယ်ဗျဒီကောင်လေးတွေ iPhone 12လေးတွေเนาะတော့ဒီမှာအများကြီးရှိတယ် iPhone 12လေးတွေoverbody on နဲ့အဓိကတော့ overbody on ဖြစ်ဖို့ကအဓိကပေါ့เนาะတော့လုံးမဟုတ်ကြောင်းပြချင်တာခုရဲ့ပြီးတော့ရှိတဲ့ဖုန်းလေးတွေ mix up ပြီးတော့ဖြစ်ပါတယ်လောလောဆယ်ရှင်းနေเนาะဒီကောင် body code တွေအမှန်လာမယ်ဒီကောင်တွေက body code အမှန်လာမယ်ပြီး on ဖြစ်တော့လုံးဝအမခံပြီးထားတယ်ဒီကောင်လေးလုံးဝအမခံဒီကောင်လေးဆိုလို့ရှိရင်ပါတော့ body code ရှင်းတယ်ဇုံးတော်ဆွဲကြမလို့ရှင်းလေးတွေမြင်ရတယ်အဲမှာဆိုလို့ရှိရင်တော့ဒီမှာကတော့ပါလုံးလုံးဝစိတ်ချဝယ်လို့ရတယ်ပေါ့နော်စိတ်ချဝယ်လို့ရတယ်ဆိုတာကတော့ပါလုံးလုံးဝမရောကြောင်းအမခံလုံးဝပြီးပါတယ်ပြီးအမခံလည်းကျွန်တော်ဒီဟိုဖြစ်စရာမလိုပြတလားတိတိပြီးထားတယ်ပြတလားအတွင်းမှာရောင်းဝယ်လဲထွက်ဆိုလို့ရှိရင်တော့10%လောက်တယ်တကယ်လို့တလားကျော်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပေါက်စီတစ်ချက်ပြန်ကြည့်အောင်နော်ပေါက်စီတစ်ချက်ပြန်ကြည့်ပြီးတော့ဈေးတက်ရင်တက်ဈေးကျရင်ကျဈေးနဲ့ကျွန်တော်ပြန်ကောက်ပြရဖြစ်ပါတယ်ကျွန်တော်ဆိုင်ကဝယ်တဲ့အလုံးတွေကဘယ်ချိန်လာရောင်းလို့ရအောင်နော်ဘယ်ချိန်လာရောင်းဆိုကျွန်တော်တိုက်တဲ့ချိန်လာရောင်းကျွန်တော်ပြန်ယူပြီးတယ်ဗျကျွန်တော်ဆိုင်ကနေဝယ်ထားတဲ့အလုံးတွေဆိုလို့ရှိရင်ဒီလိုလေးဒီပေါ်မှာစုပ်ပြီးမှန်ကန်ပုံပါเนาะကျွန်တော်ဒီရှိတဲ့လုံးတွေကဖားလုံးလုံးဝမရောင်းပါဘူးเนาะဖားလုံးမရောင်းဘူးတော့ဆိုင်မှာအဓိကတော့အဲ့ဒါပဲအခုချိန်မှာဈေးကွက်မှာတော့ဖားလုံးပေါ်တယ်ဒီကအဖွဲတွေဆိုလို့ရှိရင်စိတ်သိမ်းဝင်းကျင်နေရတယ်ဒါပေမဲ့ကျွန်တော်တော့မရအောင်17သိန်းဝင်းကျင်နေရမယ်တော့ဒီမှာဆိုဖွဲတွေဆိုလို့ရှိရင်17သိန်းဝင်းကျင်နေစိတ်ကြိုက်လာပြီးရတော့အလုံးတွေအများကြီးရှိတယ်ဒါလေးတွေပဲမဟုတ်ဘူးเนาะတော့မှလုံးကိုတမော်တွေကိုအလုံး20 30အဲ့လိုမျိုးပါထားပြီးတယ်ဘာလို့လဲနှစ်လောက်တာဖြစ်တဲ့အတွက်စိတ်ကြိုက်လာယူလို့ရတယ်เนาะအလုံးများရင်စိတ်ကြိုက်ယူလို့ရတယ်အဲ့ဒါလေးရောတပန်းတာတယ်ဗျပြီးလို့ရှိရင်နောက်တစ်ခုကောင်းတာကတော့ပါလုံးမဟုတ်တာလည်းကောင်းတယ်ပါလုံးဆိုလို့ရှိရင်သဘောတရားဆိုင်တွေကြိုက်တဲ့ဆိုင်တွေရောင်းပြန်တော်တော်များများပြန်မယူကြတာများတယ်တချို့တွေဆိုလို့ရှိရင်ရောင်းပြီးတဲ့ဆိုင်တော်မှပြန်မယူကြတာများတယ်အဲ့လိုမျိုးလေးတွေဖြစ်နေကြတယ်เนาะတော့ပါလုံးဆိုလို့ရှိရင်ပေါ်လုံးဆိုလို့ရှိရင်ကျွန်တော်နားမမဟုတ်တခြားလုံးမှတရားလဲတို့ကအလုံးမရှိရင်ယူပြီးတယ်တော့ပါလုံးကြတော့ကွာတာကြောင့်အလုံးရှိလဲမယူသေးဘူးမရှိလဲမယူသေးဘူးအဲ့လိုမျိုးကွာတယ်เนาะကျောင်းစီကအလုံးဆိုရင်ကျောင်းစီမှာတိုက်တဲ့ချိန်ပြန်လာပြီးတော့ကျွန်တော်ပြန်ယူပေးတယ်ကျွန်တော်ခဏတော့ပြောရလို့ပဲအကုန်ပြန်ယူပေးတယ်ဗျကျောင်းစီကယူဝင်သွားတဲ့အလုံးတွေဆိုလို့ရှိရင်ဒီအာမခံလည်းကောင်းပေးထားတယ်ဘက်ထရီပိုင်းဆိုင်လို့ရှိရင်ကျွန်တော်အာမခံ3လပေးထားတယ်เนาะဘာလို့ဆိုဒီကောင်တွေကကြတော့ထွက်ထားတဲ့ clip တွေကကြာပြီဖြစ်တဲ့အတွက်သူကဘက်ထရီနဲ့လည်းနေထားနိုင်တယ်ဘက်ထရီလဲတဲ့အခါမျိုးကျရင်အလုံးနဲ့ဆိုလို့ရှိရင်အဲ့ဒါတက်ခက်တီရှိတော့အခါလဲအာမခံပြီးထားပါတော့iPhone ထုံးစံတော့တရက်2ရက်3လနဲ့တင်ကိုအဲ့ဒါမပါတိတာတယ်ဗျဘက်ထရီပိုင်းဆိုလို့ရှိရင်ဒီစိတ်ချရအောင်ကျွန်တော်3လအာမခံပြီးထားเนาะအဲ့လိုပြီးထားတယ်ဗျလိုအပ်တာရှိလို့ရှိရင်ကျွန်တော်တောင်ကြီးတန်းလို့ဒီပိုင်းမှာလာရောက်ပြီးတော့အားပေးနိုင်ပါတယ်ဗျစိတ်ကြိုက်ရေးပြီးတော့စိတ်ကြိုက်အားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ